သူမရဲ့အရင်ဆုံးတငယ်ချင်းမင်္ဂလာဆောင်မှာပန်းစည်းကိုသူမမမျှော်လင့်ပဲဖမ်းမိခဲ့တယ်။ရှစ်နှစ်တိုင်လက်တွဲလာခဲ့တဲ့ချစ်သူစီကလက်ထပ်ခွင့်တောင်းခံရတော့မယ်လို့သူမမျှော်လင့်နေတော့မှပဲချစ်သူဖြစ်သူကသူမလက်ထဲကပန်းစည်းကိုစက်ခနဲ့လူယူသွားခဲ့တယ်။ပြီးတော့အဲ့ဒီပန်းစည်းကိုသူ့ရဲ့လက်ထောက်စီကမ်းပေးလိုက်ပြီးတခြားတစ်ယောက်ကအရင်ဖမ်းမိတာလို့သူမကိုပြောခဲ့တယ်။နောက်တစ်ခါကျရင်ရမှာပေါ့ဆိုပြီးသူမကိုချွတ်ချပေးမဲ့သူမအတွက်တော့နောက်တစ်ခါဆိုတာမရှိတော့ဘူးဆိုတာကောင်းကောင်းသိနေခဲ့တယ်။ဒါဟာသူမကသူ့ကိုပေးတဲ့နောက်ဆုံးခွင့်ရေးပဲလေ။တစ်ချိန်ကသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တိတ်ချစ်ခဲ့ကြတဲ့ဆုံတွဲပါ။အတူတူအလုပ်စူးစမ်းပြီးကိုပိုင်အိမ်လေးတစ်လုံးတောင်ဝယ်နိုင်ခဲ့ကြတယ်။ရှစ်နှစ်တာတွဲလာပြီးနောက်မှာသူတို့လက်ထပ်တင်နေတာကြာပါပြီ။ဒါပေမဲ့လက်ထပ်ဖို့စကားစတိုင်းသူကခဏလောက်ထပ်ဆောင်ပါဦးဆိုတဲ့စကားနဲ့ပဲအမြဲအချိန်ဆွဲခဲ့တယ်။နောက်တော့သူမတငယ်ချင်းကအဲ့ဒီပန်းစည်းကိုသူမကိုပဲရည်ရွယ်ပြီးပေးခဲ့တာလို့ပြောပြလာတယ်။ချစ်သူဖြစ်သူကဘာကြောင့်များတခြားတစ်ယောက်ကိုပေးလိုက်ရတာလဲဆိုတာတငယ်ချင်းဖြစ်သူကနားမလည်နိုင်ပေမဲ့သူမကတော့အဖြေကိုသိနေခဲ့ပါပြီ။လွန်ခဲ့တဲ့နှစ်ကသူ့စီမှာအတွင်းရင်မှုမလေးတယောက်ခတ်လိုက်ကြတဲ့ကသူဟာအိမ်ပြန်ရမှာကိုပို့ပြီးညှင်းငွေလာတယ်လို့သူမအပေါ်မှာလည်းစိတ်မရှိနိုင်တော့တာကိုသူမသတိထားမိခဲ့တာပါ။အဲ့ဒီအချိန်မှာပဲသူမကနောက်တစ်ပတ်ကျရင်ငါမင်္ဂလာဆောင်ကိုလာခဲ့ပါဦးလို့သူမတငယ်ချင်းကိုဖိတ်လိုက်ပါတယ်။အဲ့ဒါကြီးတဲ့အဲ့ဒီလူကိုထာဝရဆုံးခွာဖို့သူမဆုံးဖြတ်လိုက်ပြီလေ။ညဘက်အိမ်ပြန်ရောက်တဲ့အခါသူမကိုတောင်းပန်စကားဆိုလာပါတယ်။အတွင်းရင်မှုနဲ့ဘာမှမပတ်သက်ကြောင်းရှင်းပြပြီးငါတို့မင်္ဂလာဆောင်ကြရင်ဒီထက်တောင်ပိုပြီးခမ်းနားစေရမယ်လို့ထုံးစံအတိုင်းချုံမော့ပြန်တယ်။ဒါပေမဲ့ခဏကြားနေရတဲ့သူ့ရဲ့ကတိတွေပေါ်သူမတကယ်ကိုစိတ်ကုန်နေပါပြီ။ဒါကြောင့်ပဲသူမလမ်းခွဲစကားပြောလိုက်တယ်။သူကတော့ပန်းစည်းတစ်ချက်လောက်နဲ့ဒီလောက်ထိဖြစ်ရသလားဆိုပြီးသူမကိုပဲအပြစ်တင်နေလုံးမှာနောက်တစ်ပတ်မှာငါလက်ထပ်တော့မယ်လို့သူမပြောလိုက်တဲ့အခါသူတော်တော်လေးတုန်လှုပ်သွားပြီးပေါက်ကရတွေရှောက်မပြောနဲ့လို့သူမကိုအော်ဟစ်ပါတော့တယ်။သူမကတော့ငိုယိုပြီးဘေးပတ်ဝန်းကျင်ကလူတွေအကုန်လုံးလက်ထပ်ကုန်ကြပြီလို့ပြောပေမဲ့သူကတော့ဘာမှပြန်မပြောဘဲစွန့်သွားခဲ့တယ်။အဲ့ဒီချိန်မှာပဲအတွင်းရင်မှုစီကအရေးကြီးစည်းဝေးရှိတယ်ဆိုတဲ့ဖုန်းဝင်လာတာနဲ့သူမကိုအရေးမဆိုင်ပဲချက်ချင်းထွက်သွားခဲ့ပြန်တယ်။မထွက်ခွာခင်မှာသူကအခုလောလောဆယ်လက်မထက်ချင်သေးကြောင်းသူမဘလောက်ပဲအတင်းကျပ်တိုက်တွန်းပါစေလက်ခံမှာမဟုတ်ကြောင်းနဲ့ခဏလောက်ခွဲနေကြရအောင်လို့ပြောသွားခဲ့တယ်။သူမကတော့ပြုံးပြီးနောက်တစ်ပတ်မှာငါလက်ထက်မဲ့လူကရှင်မဟုတ်ဘူးလို့ပဲပြန်ပြောလိုက်ပါတော့တယ်။နောက်ပိုင်းမှာသူမအိမ်ကိုရောင်းချလိုက်တယ်။တပတ်အကြာမှာတော့သူမဟာမင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီးလက်ထပ်ဖို့ပြင်ဆင်နေခဲ့ပြီးဒါပေမဲ့သူကတော့သူမကိုလက်ထပ်ဖို့စိတ်ကူးတဲ့တောင်မရှိခဲ့ပါဘူး။နောက်ဆုံးသူမရဲ့တငယ်ချင်းတွေအားလုံးကသူ့စီဖုံးဆက်ပြီးအမြန်လာခဲ့တော့လို့ပြောကြတဲ့ခါကျမှသူကမတက်တာတဲ့အဆုံးသူမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။ဘီရိုထဲကဝတ်စုံကိုကြည့်ပြီးသူ့ကိုမြင်ရင်သူမဘလောက်တောင်ဝမ်းသာသွားမလဲလို့သူတွေးနေခဲ့တာပါ။နောက်ဆုံးတော့ဂရီပေးထားတဲ့အတိုင်းသူမရဲ့အိမ်ရှိကိုသူရောက်လာခဲ့တယ်။သူမထွက်လာတာကိုမြင်လိုက်ရတဲ့အခါသူ့စီကိုပဲတနက်မမတ်လျှောက်လာလိမ့်မယ်လို့သူထင်ထားခဲ့တာ။ဒါပေမဲ့မထင်မှတ်ပဲသူမဟာကြောခိုင်းလက်ထွက်သွားပြီးတခြားအမျိုးသားတစ်ယောက်စီကိုရှောင်လန်းသွားပါတော့တယ်။အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးသူတကိုယ်လုံးမှင်သက်တုံလှုပ်သွားခဲ့ရပါတော့တယ်။